Premier League တနစ်တာအကောင်းဆုံးကစားသမားစုရရှိနိုင်ခြေရှိသူထိပ်တန်း9ဦးအဆင့်လိုက်2025-2026 Premier League ရာသီဟာစိတ်လှုပ်ရှားစရာကောင်းတဲ့ဇက်ရှင်အမြင့်ဆုံးအချိန်ကိုရောက်ရှိလာခဲ့ပြီဖြစ်တယ်လို့တဦးချင်းထူးချွန်စုအတွက်လည်းနာမည်ကြီးကစားသမားတွေအပြိုင်ဆိုင်ဖြစ်နေကြပါတယ်1994-95ရာသီကတည်းကစတင်ပေးရခဲ့တဲ့ဒီစုဟာများသောအားဖြင့်ချန်ပီယံစုရတဲ့အသင်းကကစားသမားတွေသာရလေရှိပေမဲ့အမြဲတမ်းတော့လည်းမဟုတ်ပါဘူးအခုဒီယာဒီအတွက် Sports Illustrated ကသတ်မှတ်ထားတဲ့ရေပန်းအစားဆုံး9ဦးကိုကြည့်လိုက်ရအောင်ပါ9 Gabriel Arsenal အကယ်၍ Arsenal သာဒီနှစ် Premier League Champion ဖြစ်ခဲ့မယ်ဆိုရင်အဓိကအတိအမှတ်ပြုရမှာကသူတို့ရဲ့ကြောက်ဆောင်လို့ခိုင်မာတဲ့ခံစစ်တမ်းပဲဖြစ်ပါတယ်အဲ့ဒီခံစစ်တမ်းရဲ့အသက်သွေးကြောကတော့ Brazil နောက်ခံလူ Gabriel ပါပဲသူဟာဂိုးပေးရမှုအနည်းဆုံးနဲ့ clean sheet အများဆုံးရအောင်စွမ်းဆောင်ပေးထားရုံနဲ့မကပဲအသင်းအတွက်အရေးပါတဲ့အပိုင်ပေါ် set pieces တွေကနေလည်း3ဂိုးသွင်း4ဂိုးဖန်တီးပေးထားပါတယ်ပုံမှန်အားဖြင့်နောက်ခံလူတွေဒီစုရဖို့ခဲရင်ပေမဲ့အာဆင်နယ်သာချန်ပီယံဖြစ်ခဲ့ရင်ဂါဘရီယေဟာဒီစုနဲ့ထိုက်တန်သူဖြစ်လာမှာပါလီအန်တွိုင်းစီမန်ယိုမန်ချက်စတာစီးတီးဂါနာတိုက်စစ်မှုစီမန်ယိုကတော့ဒီယာဒီမှာကလပ်နှစ်သင်းစလုံးအတွက်ချီးစွမ်းပြနေသူပါဘိုးမောက်မှာ10ဂိုးသွင်းယူပေးခဲ့ပြီးနောက်ဇန်နဝါရီမှာမန်စီးတီးကိုပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်သူဟာမန်စီးတီးကိုချန်ပီယံလမ်းကြောင်းပေါ်ပြန်ရောက်အောင်ကူညီပေးခဲ့တဲ့အဓိကအားဖြည့်မှုတစ်ခုဖြစ်ခဲ့ပါတယ်အခြားသူတွေလောက်နာမည်မကြီးပေမဲ့သူ့ရဲ့ဆွဲဆောင်သုံးနိုင်မှုနဲ့တတမတ်တေးရှိတဲ့ခြေစွမ်းကြောင့်ဒီစုအတွက်ထိုက်တန်တဲ့ကစားသမားတူဖြစ်နေပါတယ်3 Erling Haaland Manchester City Man City အသင်းပေါ်စီမံယိုထပ်ပိုပြီးရေပန်းစားနေသူကတော့ Haaland ပါပဲနော်ဝေဂိုးသွင်းဆက်ကြီးကအခုလက်ရှိမှာလည်းဂိုးသွင်းအများဆုံးဇယားကိုဦးဆောင်နေစေဖြစ်ပါတယ်အရင်ကထပ်ဂိုးသွင်းတော့နည်းနည်းရော့သွားတယ်လို့ထင်ရပေမဲ့သူ့ရဲ့ဂိုးတွေက Man City အတွက်အဖိုးမဖြတ်နိုင်အောင်အရေးပါနေစေပါအကယ်၍ Man City ကချန်ပီယံဆုကိုကာကွယ်နိုင်ခဲ့ရင်ဟာလန်ဟာဒီဆုကိုဒုတိယကြိမ်ရရှိသွားဖို့အခွင့်အရေးအများဆုံးရှိနေပါတယ်။2 Declan Rice Arsenal Rice ဟာ Arsenal ရဲ့အင်ဂျင်တစ်ဖွဲ့ကိုယ့်လေမှာအကောင်းဆုံးပုံဖော်ပေးနေသူပါ။သူဟာအသင်းအတွက်အကောင်းဆုံးနဲ့အတိငိမ်ဆုံးစွမ်းဆောင်ရည်ကိုပြသပြီးဂိုးဖန်တီးမှုတွေမှာလည်းပါဝင်ပတ်သက်နေပါတယ်။ Arsenal ကစားသမားတူဒီဆုမရတာ honorary လက်ထက်ကလေးကဆိုတော့နှစ်ပေါင်း20တောင်ကြာခဲ့ပါပြီ။အကယ်၍ Arsenal သာဘိုးဆွေးခင် Rice ဟာဒီဆုကိုသိမ်းပိုက်နိုင်မယ့်အလားအလာအလွန်ကောင်းနေပါတယ်။ Bruno Fernandes Manchester United အသင်းကောင်းဆောင် Bruno ဟာဒီစီရင်ရဲ့ထိပ်ဆုံးမှာရှိနေပါတယ်။ United ဟာယာဒီဘွားမှာရုန်းကန်ခဲ့ရပေမဲ့ Michael Carrick ရောက်လာပြီးနောက်ပိုင်း Bruno ရဲ့ခြေစွမ်းဟာတစ်ချိန်တိုးတက်လာခဲ့ပါပြီ။အခုချိန်ထိသူဟာဂိုးဖန်တီးမှု assist 18ကြိမ်ထိပြုလုပ်ထားပြီး Honorary နဲ့ De Bruyne နဲ့တင်ထားတဲ့20ကြိမ်စံချိန်ကိုချိုးဖျက်ဖို့နီးစပ်နေပါပြီ။ဒါအပြင်သူကိုယ်တိုင်လည်း10ဂိုးသွင်းထားပါသေးတယ်။အသင်းကချန်ပီယံမဖြစ်ရင်တောင်မှ Bruno ရဲ့တဦးချင်းစွမ်းဆောင်ရည်ကဒီယာဒီ Premier League မှာအကောင်းဆုံးဖြစ်နေတာကြောင့်သူဟာနံပါတ်1နေရာမှာရပ်တည်နေတာဖြစ်ပါတယ်